ကျွန်တော်တို့ Slay Hawk Prep ပဲဖြစ်ပါတယ်ဒီနေ့ episode 2ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဘာလောက်ရမလဲဘာတွေးရမလဲဆိုတာအားလုံးကြည့်ရှုအစစ်သိပဲလားမသိဘူးအစစ်သိပဲဆိုဗီဒီယိုလေးကိုဆက်သွားလိုက်ကြအောင်အားလုံးလိုက်ကြစို့ let's go ကျွန်တော်ဒီနားကိုနော်ခွေးပါနည်းနည်းပေါကျွန်တော်ဖို့လာတာဖြစ်တယ်မြာကျွန်တော်ဒီ Minecraft တိတ်မစောဖြစ်တော့တိတ်မွေးတယ်ဝါတော့တိတ်တော့မပြောလေတော့ဒီမှာမြာကျွန်တော်အဲ့ဒီ wall တွေခတ်တာမြာကျွန်တော်အဲ့ဒီမော်ရီမွေးနေရောပေါ့နော်ဒါကျွန်တော်နည်းနည်းစိတ်မိတာပေါ့နော်ဒါကျွန်တော်အဲ့ရောက်ထည့်လိုက်ပြရမယ်ဘာတွေပြောလဲရမလဲဆိုတော့ကြည့်လိုက်ကြအဲ့လိုကြောက်ခဲ့တုံးနဲ့မဟုတ်တော့ပဲနဲ့တက်သားနဲ့ဖြုတ်အောင်အဲ့ရရခဲ့သူအဲ့ဒီပြောရမယ်ကောဘာတော်များလည်းကြားရတာလည်းကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အာယိုဖူးအမှာဖြစ်အောင်လောက်ရဖို့စီစဉ်ရှိပါအာယိုရဲ့အခုပဲလိုက်တော့ကြည့်ကြလိုက်အောင် let's go ကျွန်တော်လောဆယ်မိုက်တူဆိုရှင်ဗါလေ cave ကူရှာမှာပေါ့နော် cave ရှာမှာကျွန်တော်တို့မိုက်တော့တူမှာပဲကျွန်တော်လာရင်နော်ဟို sober crab ကိုကျွန်တော် sober crab အဲ့ကျွန်တော်တော့လဲလိုက်ရမှာနော်ဘာလို့အားလို့တည်တဲ့ sober crab ပေါ့နော်သူစီကျွန်တော်သူ့ရဲ့အဲ့ကိုခဏလိုက်ပြမယ်အားလို့ပဲလိုက်ကြည့်ကြရအောင်ကျွန်တော်အခုသူ့အိမ်ကတိတ်မဝေးပါဘူးခင်ဗျာသူကအဲ့ဒီဥပရေကန်ဆက်နာမှာစောက်ထားတယ်လို့ပြောတာသူစီတော့ဟုတ်တာပဲဝေါသူကတော့နည်းနည်းပါကျွန်တော်တက်ဆိုင်တော့လှပါသူရ Super Crab House KM တဲ့မဟုတ်သေးဘူးဗျကျွန်တော်တို့ခလို့ငါပါလဲဆိုကျွန်တော်ပါလို့ဒီကောအဲ့တဲ့ကျွန်တော်ခဏဝေ့ကြည့်တဲ့ချိန်မှာအဲ့အတွေးပါတယ်အလားစတာပေါ်တော့လှပါတယ်ပြောရလို့ကမိုက်တာပါဗျာဒါဆိုပါကွာရပေါ်ပါဘာရှိမှနှိုက်ကြည့်မရှိသူအပေါ်တော့ကြည့်တော့အိုးလုံးဝ graphic တွေအလှကြည့်ရမယ်ပုံစံပေါ့နော်ဟိုရှုခဲ့တယ်လို့ပေါ့နော်ပြီးအောင်ပြီးတယ် okay let's go စကားရမရှိတော့ပဲကျွန်တော်ကျူလိုက်အသားယူတော့မိုင်းတိရှာလိုက်ကြရအောင် okay အားလုံးပဲလိုက်ခဲ့ကြ let's go ကျူရတဲ့သားတွေရပြီဆိုတော့ကျွန်တော်တို့အားလုံးမိုင်းတွေရှာကြရအောင်အားလုံးပဲတူလိုက်ခဲ့ကြစို့ let's goဒီနေရာတွေကလုံးဝမပြောရမယ်ဒီလိုကော်ပိုင်ဦးဆိုလဲမမတို့ပေါ့ကျွန်တော်လောဆယ်ဒီနာတက်မှာတူဖို့အဆုံးဖြတ်မှာโอเคအားလုံးပဲမိုက်တူကြလိုက်ရကျွန်တော်တူးနေနဲ့တိတ်မနက်ကြီးဒီမှာပဲလာပစ်လာဇူလီတွေးတာပေါ့ဗျာလာပစ်လာဆိုတော့ကျွန်တော်ဒီတိုင်းပဲခဏထားလိုက်တာပေါ့များတာပေါ့များကျွန်တော်ဆက်တူမယ်ဆိုဆက်တူရတယ်ဗျာကျွန်တော်နေတူးရရင်နောက်တော့တနေ့ rest တော့တွေးခဲ့ပြီးတော့ကျွန်တော်ရဲ့လေကအောက်ချိမှာကျတော့ခိုးတွေးခဲ့ပါတယ် okay ကြောင့်မလို့ဆက်ပြန်ပြီးတော့ဆက်တူမှာပဲ let's go ကျွန်တော်နေဒီနားနေစတူအောင်ဒီအောက်တဲ့တူအောင်ကံအောင်စီအားရသူဒိုင်မိုးကတော့ AC တွင်းနိုင်တာပါချောင်းနေတယ် okay ဆက်တူလိုက်ကြအားလုံးပဲကျွန်တော်တိုးနေနဲ့ KF ကိုကျွန်တော်တွေးခဲ့တယ်များဒီခွေကတော့ဘေးမှာဘာမှမရှိပဲဒီဘက်နေသွားရတဲ့ပုံစံမျိုးကျွန်တော်ကလည်းပစ္စည်းကောင်းတွေပါများရနိုင်မလားဆိုကျွန်တော်လည်း CG ကိုစော်ပြလိုက်တယ်ဗျာအောက်မှာတော့လာပါကဲပေါ့အားလုံးတွေးကြတဲ့တိုင်းပေါ့ကျွန်တော်ကလည်းဒီမှာအာယုစတူးအာယုရတူးလိုက်နော်အာယုတိတ်တော့မများအောင်တတော်ဝဲပေးတာဆိုတော့လေကျွန်တော်ဆက်စင်ရမယ်
ကျွန်တော်အနေနဲ့ကျွန်တော်တွေးရသလိုမျိုးကဆက်စင်ဆက်အကောင်းဆုံးနဲ့ရနိုင်မလားဆိုတော့ကျွန်တော်လည်းနည်းနည်းကြောက်တယ်ဗျာအောက်ထိကောက်ချပါဒီဘောတိတ်ရောကြီးပဲမဲ့လာဝကဲရတော့ရှိတယ်ဗျာလာဝကဲတော့တော်ကြီးရဗျာမြန်ပါအဲ့ဒီတော့ပဲကျွန်တော်ရခဲ့တာပေါ့နော်ကျွန်တော်လည်း ဒီကမှာဆောင်းဒီမှာကောင်းလာမှာ တကယ်မပြောတော့မပြောတော့ဘောနော်ဒီလိုနဲ့ပဲကျွန်တော်ဆက်တူအပေါ်ပြတ်တက်သွားတယ်အပေါ်မှာကိုခေရတော့နေရနဲ့အနေရတော့ထင်မရှိတော့ဘူးမဲ့ကျွန်တော်ပေပန်းနေတူရေးဆက်ပြီးတော့သွားရကောင်းတယ်ဆုပ်တယ်ကျွန်တော်ဒီတက်တက်ပဲသွားလိုက်ပေါ့နော်โอเคအားလုံးပဲဆက်တူကြလိုက်အောင်ဒီလိုနဲ့ပဲကျွန်တော်တူးနဲ့အောက်မှာရေးကတို့တွေ့ရမယ်ကျွန်တော်လည်းဘာမှရှိမှရေးကလည်းခုတ်ချပါလေဒိုင်မို brother တို့ဒီမှာတွေ့ကြလား oh my gosh ကျွန်တော်နောက်ဆိုဒိုင်မိုတွေ့ခဲ့ပြီဗျကျွန်တော်နောက်ဆိုဒိုင်မိုတွေ့ခဲ့ပြီ oh brother တို့ရေကျွန်တော်နေထင်တော့မထင်နိုင်ခဲ့ဘူးသူတို့ဒိုင်မိုကြီးတွေ့ရမယ်လို့ oh brother ဆော်ရပြောတယ်ဗျာတကယ်let's go ကျွန်တော်တော့လည်းကျွန်တော်စိတ်လို့တော့ရှားနေပြီအားလုံးပဲဒိုင်မိုစီတွားလိုက်ကြရအောင်ကျွန်တော်ရောနေမှာဘာမှမရှိတင်မှာကျွန်တော်ကောင်းနဲ့ခေါက်ကြတာနောက်မှဒိုင်မိုကြီးဖြစ်နေတာမြင်ဒီဘက်ဆိုရောက်လာမလို့တကယ်ပြောရမယ်တကယ်ဆော်ရပြောတယ်never mind ဟိုကျွန်တော်တူးလိုက်ကျွန်တော်မီလို့ဖြတ်ကျွန်တော်ထည့်တာကျွန်တော်မီလို့ဖြတ်ပြောအပေါက်ဒီပါလားကျွန်တော်ဆော်ရပြောတူးတဲ့အောက်စီးတယ်ဒီကတော့ဝင်လာတယ်ရေကမွေးတဲ့လူကြောင့်နီးတနည်းရှိပါတို့လောက်လိုက်ရေကတူးပြောင်းနောက်ပြီးတစ်ချက်ခုတ်ပြီးတော့ဘယ်လိုမှမပြီးဗျာဒီခဏတူပဲကျွန်တော်စက်တူတဲ့ချိန်မှာရေကြကြပါတယ်ဒီတော့ကြောင့်ပေါ့ကျွန်တော်ဒီဘက်နဲ့တူဒီဘက်နဲ့တူတော့ရှေ့ဝေးလာကျွန်တော်ရှေ့ပိတ်လိုက်ဆက်တူကျွန်တော်စဉ်းစားမိတယ်ဒါမှမဟုတ်ကော့ပိုင်းတူလို့ရပါကျွန်တော်ဘယ်လိုကောင်းမှာဆိုတာလဲဒီကနေ့ခဏပိတ်တယ်တက်ရခက်နေတာပေါ့နော်ဒီကိုလိုကောက်သွားခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒါလည်းဒိုင်မိုခဏထားရပြီးတော့ကျွန်တော်အနေနဲ့အာယုအရေးရှာဖို့အတွက်စိတ်ထွက်လာအာယုရှာမှာဒိုင်မိုပြတ်သွားကြည့်ကြပါနော်โอเคအာယုဆက်ချကြတာဒီလိုနဲ့ပဲကျွန်တော်ခိုးတူးနေနေအာယုတွေ့ရတာပဲဖြစ်ရတယ်ဆော်ရဲပြောတယ်များကျွန်တော်အာယုတော်တော်များရပြီဆိုကျွန်တော်ဒိုင်မိုသွားတူးလို့ရတော့မှာပါโอเคအာယုတူပြီးရင်ကျွန်တော်စရတော့ဒိုင်မိုသွားတူးပါပြီโอเคယူလိုက်ပြီ
နောက်ခုနည်းနည်းတူပြီးတော့ဒိုင်းမို့တက်တူနော် let's go တော့လေရအောင် oh my god let's go အာယူတွေ့ခဲ့ပြီနော်ကျွန်တော်အရေးရကျွန်တော်ဆက်စကြီးအာယူ73ခုရခဲ့တယ်ကျွန်တော်အာယူကျူလိုက်ပါလေအာယူကျူရင်ကျွန်တော်ဒိုင်းမို့အာယူကျူတော့စောင့်နေပါလေအာယူကျူရင်ဒိုင်းမို့တက်တူပေါ့နော်အာယူကျူပြီးတော့စောင့်လိုက်ကြရအောင်အာယူရဲ့အာယူဒိုင်းကရဲ့အာယူခရစ်ကက်ရဲ့လောက်ပြီးတော့ပေါ့နော်အာယူအမိုင်လောက်ပြီးတော့ကျွန်တော်ဒိုင်းမို့စတက်တူပါ let's go baby okay စာရောက်တော့ပါခင်ဗျာ okay တော့သူတို့စေးပြီးသူတို့အညုံချရတယ်ဒါတော့မရှိတော့တွေ့လားဟာဘယ်လိုမရှိရတဲ့ကျွန်တော်ဒီထဲမှာထည့်ထားလို့ပါ let's go ဒီကနေပြီးတော့ဒီမယ်နောက်မှအပေါက်ဖောက်လိုက်ပါအပေါက်ဖောက်တော့အောင်တက်တော့ရပြီကျွန်တော်တူးတဲ့တလုံးနှလုံးဝဲရတယ်မြတ်ကျွန်တော်နေမတန်လို့ခံစားရပါတယ်ပြတ်တယ်ဒါရှောက်ပဲခွက်လို့ရတော့နည်းလို့ပြောရတယ်နောက်လေးတော့ဘာပြောကိစ္စတော့ပဲရှိမလဲနော်တော်တော့ကျွန်တော်ဝင်စောပါခွက်ထွက်လိုက်ဝင်လိုက်ဖြစ်နေဘယ်လိုဖြစ်နေလဲကျွန်တော်ဝင်မကိုက်ရကျွန်တော်လိုက်တိတ်မကောင်းလို့ရခဏကျွန်တော်ရဒီ let's go ကျွန်တော်အိမ်ပေါ်ပြတ်တက်မင်းအိမ်ပြဲလေတော့ပြန် let's go အားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲเนาะကြည့်ရှုပေးတဲ့ညီကောင်မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်ဒါနဲ့ subscribe လေးပါနှိပ်ခဲ့ပေးကြအောင်เนาะကျွန်တော်ရလာတဲ့ diamond short ရှောက်လုပ်လိုက်ပါတယ် okay နောက်ဗီဒီယိုမှာဘယ်လိုစိတ်ဝင်စားကြရပါလာမလဲဆိုတာစကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ခဲ့ပေးကြပါเนาะ okay ဒီနေ့ဗီဒီယိုတော့ bye bye